မျိုးသားဖြစ်သူဟာဇနီးနဲ့အတူအချိန်ဖြုံးဖို့ပြင်နေတော့မြေအောက်ထက်စီကထူးဆန်းတဲ့အတန်တွေရုတ်တရက်ကြားလိုက်ရပါတယ်ဇနီးဖြစ်သူရဲ့စိုးရိမ်တုန်လှုပ်နေတဲ့မျက်နှာပေးကိုမြင်တော့သူ့စိတ်ထဲလေးပင်သွားပြီးမြေအောက်ထက်မှာတယောက်ကိုဖွက်ထားတယ်လို့ချက်ချင်းထင်လိုက်တာပါဒါပေမဲ့အောက်ရောက်တော့သူ့ရဲ့ကိုယ်ပိုင်ကထူးဆန်းစွာပျက်စီးနေတာကိုပဲတွေ့လိုက်ရပါတယ်နောက်ကလိုက်လာတဲ့ဇနီးဖြစ်သူလည်းမှင်တက်သွားပြီးသူစိုက်တိုက်ခဲ့တဲ့သူဘလို့လို့အစနမကြံပျောက်ကွယ်သွားရတာလဲဆိုတာတွေးမရဖြစ်နေပါတယ် I tell ya I kind of hit a deer သူဟာဇနီးဖြစ်သူရဲ့စကားကိုဘာမတင်ကားမှမရှိဘဲယုံကြည်သွားခဲ့ပါတယ်အမခံကိစ္စဘလို့ရှင်းရမလဲဆိုပြီးပူပန်နေတော့မှပဲအတွင်းထဲကတကားရိုက်ချိုးတန်ပြင်းပြင်းထန်ထန်ထွက်ပေါ်လာပါတယ် Heck, hon, did you bring the deer home? အဟာအတန်လာရာစီသွားကြည့်ပေမဲ့သူရှိမှလူအသက်ရှင်လျက်ပေါ်လာလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ပါဘူးသူတုတ်ပြန်ဖို့မမိခင်မှာပဲအဲ့ဒီလူဟာဓာတ်တစ်ချောင်းနဲ့သူ့စီဒေါသတကြီးပြေးဝင်လာပါတယ်ဒါပေမဲ့ဒီလိုပိမ့်ပိမ့်ပပနဲ့အားနေပုံရတဲ့သူဟာဓာတ်သက်သမားဟောင်းဖြစ်တဲ့အဲ့ဒီရဲ့ပြိုင်ဘက်မဟုတ်ခဲ့ပါဘူးရုပ်ရုပ်တဲတဲဖြစ်စဉ်အတွင်းအထာဂေါ်ပြားတေးသေးလေးတစ်ချောင်းကိုဆွဲယူလိုက်ပြီးနှစ်ပေါင်းများစွာတတ်တက်ခဲ့တဲ့အတွေ့အကြုံကြောင့်မဆိုင်မတော်ရှိကိုထိုးဆိုင်မိသွားပါတယ်အဲ့ဒီလူချမ်းပြင်ပေါ်လုံးဝလဲကျသွားတာကိုမြင်တော့အထာချက်ချင်းဆိုသလိုထိတ်လန့်တုန်လှုပ်သွားပါတယ် You hit him with the car? You said a deer. အက်ကဇနီးဖြစ်သူကိုရဲပါလို့မခေါ်တာလဲလို့မေးလိုက်ပါတယ်ပက်ကီကတွတ်ဆုံနေပြီးအဲ့ဒီအချိန်တုန်းကတေးမတက်ကြောက်ရွံ့နေလို့ဘာလို့ရမှန်းမသိခဲ့တာပါလို့ပဲရှင်းပြပါတယ် I was careful I drove the back way all the way home You drove the... A man's dead. ဒီရှင်းပြချက်ကိုအက်အနေနဲ့လက်ခံဖို့လုံးဝမဖြစ်နိုင်ခဲ့ပါဘူးဇနီးဖြစ်သူဟာလူတစ်ယောက်ကိုအထင်သာတိုက်မိခဲ့ပါလျက်ဘာမှမဖြစ်ခဲ့တယ်လို့ပြုမှုနေတာပါအက်ကရဲထံဖုန်းဆက်ခြင်းပေမဲ့ဇနီးဖြစ်သူကချက်ချင်းတားဆီးလိုက်ပါတယ်သူမအနေနဲ့တိုက်ပြေးမှုကျူးလွန်ထားပြီးဖြစ်တယ်လို့ခုဆိုသူ့ယောက်ျားကလည်းလူသက်မိထားပြီလို့ပြောပါတယ်ရဲထံဖုန်းဆက်လိုက်တာနဲ့သူတို့ရဲ့ကောင်းမွန်တဲ့ဘဝဟာလုံးဝပြီးဆုံးသွားမှာပါ Okay then, me. I clean it up. အဲ့ဒီနောက်မှာတော့အက်ဟာမြေအောက်ထက်ကိုတန်ရှင်းရေးလုပ်ရုံနဲ့မကပဲတေဆုံးသူရဲ့အဝတ်စားအလုံးကိုပါဂရုတစိုက်မိရှုခဲ့ပါတယ်ဒါပေမဲ့မိဖို့ထဲမှာတတုတစိတ်တစ်ခုကြံရစ်ခဲ့တာကိုတော့သူသတိမထားမိလိုက်ပါဘူးအဝတ်စားတွေကိုဖျောက်ဖျက်ပြီးတဲ့နောက်ထပ်ပြဿနာကတော့အလောင်းပဲဖြစ်ပါတယ်တားတက်သမားတစ်ယောက်အနေနဲ့အသားဆိုင်ဟာအဆင်ပြေဆုံးနေရာဖြစ်တာကြောင့်လူသူကင်းရှင်းတဲ့ညနေပိုင်းမှာကားနောက်ဖုံးထဲကအလောင်းကိုဆိုင်ထဲစီသူတိတ်တဆိတ်ရွှေ့ပြောင်းခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရဲရရှိလူရဲကားဟာဆိုင်ပြင်ပမှာဒုတိယရက်တန်သွားပါတယ်တကားခောက်တန်ကြောင့်အက်တလန်သွားပြီးလက်ထဲကလက်ချောင်းတစ်ချောင်းလွတ်ကျသွားပါတယ်ကံကောင်းစွာနဲ့ပဲရဲအရာရှိဟာမတော်တဆမှုကြောင့်ရောက်လာတာမဟုတ်ပဲဇနီးအတွက်မနှက်စာပြင်ဖို့ဝက်ပေါင်6ဝယ်ခြင်းလို့ပါဒါပေမဲ့ပတ်စံရှင်းကနီးမှာပဲအကျွေးစစ်တစ်စိကျသွားပြီးအဲ့ဒီလက်ချောင်းရဲ့ဘေးနားစီလိမ့်သွားခဲ့ပါတယ်အက်ဟာရဲအရာရှိရဲ့အမြင်ကိုကွယ်သွားအောင်ချက်ချင်းကိုင်းပေးလိုက်ပြီးအဲ့ဒီအချိန်မှာပဲဖုံးတန်ရုတ်တရက်မြည်လာခဲ့ပါတယ် You gonna get that? Yeah. Yeah, it's just, I'm almost done. ကံကောင်းစွာနဲ့ပဲရဲရရှိလူဟာအကျွေးစစ်ကိုလိုက်မကောက်တော့ပါဘူးထွက်ခွာသွားတာကိုကြည့်ရင်အက်တယောက်နောက်ဆုံးတော့တပြင်းချနိုင်ခဲ့ပါတော့တယ်ဒါပေမဲ့ဒါတွေနဲ့တင်ပြီးမသွားသေးပါဘူးဇနီးဖြစ်သူရဲ့ကားကိုဘယ်လိုရှင်းရမလဲဆိုတဲ့ပြဿနာကြီးကကြံနေသေးလို့ပါပဲ